ရှေ့ပိုင်းရဲ့အဆက်ပေါ့နော်မေထွက်ပြေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောပြပါမယ်တချို့ကြတော့ပေါ့နော်တီးခန့်လို့ရတဲ့ပြဿနာတိတိလေးတွေအစားထွက်ပြေးကြရမျိုးရှိရဲ့အဲ့လိုထွက်ပြေးရတဲ့လူတွေမဟုတ်ဘဲနဲ့တချို့ကြဘာပြဿနာမှမရှိဘဲနဲ့ဘာအခက်အခဲမှမရှိဘဲနဲ့ကိုထွက်ပြေးလာကြတာမျိုးတွေရှိရဲပေါ့နော်လွယ်လွယ်ကူကူလေးပေါ့နော်အဲ့လိုမျိုးလွယ်လွယ်ကူကူလေးထွက်ပြေးရတဲ့လူတွေကိုမေကပြောချင်တာပါအဲ့လိုမျိုးလွယ်လွယ်ကူကူလေးထွက်ပြေးရတဲ့အတွက်ကိုဘာပြဿနာတွေဖြစ်လာနိုင်လဲဆိုလို့ရှင်ခုမရိုက်ဘက်ကိုလည်းထွက်ပြေးရလူတွေကဘာ report မှမတင်ထားဘူးကွာပြီးလို့ရှင်ဒီအလုပ်ရှင်တွေဘက်ကလည်းဒီဝန်ထမ်းပေါ်ဘာမှဖောင်းထားတာမျိုးမရှိတဲ့အခါမျိုးကြရင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်တော့ဆိုရင်ဒီ agency နဲ့အလုပ်ရှင်တွေနဲ့ပြဿနာတက်ရတယ်ပေါ့ပြဿနာတက်ရင်နောက်ပိုင်းအဆုံးစုံဘာတွေဖြစ်လာနိုင်တော့ဆိုလို့ရှင်ဒီ agency ကနေပြီးတော့ဒီလူမခေါ်တော့ဘူးပေါ့လူမခေါ်တော့ဘူးဆိုတာမျိုးတွေဖြစ်လာမယ်ထပ်ပြီးတော့ဒီအလုပ်ကနေပြီးမြန်မာလူမျိုးဆိုရင်လုံးဝမခေါ်တော့ဘူးဆိုတာမျိုးထိအောင်ရှိလာတယ်ပေါ့နော်တချို့ဆိုလို့ရှင်အင်တာဗျူးအောင်ပြီးတော့ကိုရုတ်တရက်ကြီးကန်ဆယ်အလုပ်ခံလိုက်ရတဲ့လူတွေရှိရယ်နော်သူတို့အနေအထားနဲ့ကြတော့သူတို့ကြတော့အဲ့လိုမျိုးပေါ့ရှေ့ရလူတွေကထွက်ပြေးသွားတဲ့အတွက်ကိုကန်ဆယ်အလုပ်ခံလိုက်ရတဲ့လူမျိုးတွေတော့အများကြီးရှိပါတယ်ဒီ comment ပိုင်ရှင်ပြောသလိုမျိုးတော်တော်ကြီးအဆင်မပြေဖြစ်လို့ထွက်ပြေးရပါတယ်ဆိုတဲ့သူတွေကိုမေပြောချင်တာမဟုတ်ပါဘူးဘာအခက်အခဲမှမရှိဘဲနဲ့လွယ်လွယ်လေးထွက်ပြေးနေကြတဲ့လူတွေကိုမေဆိုလိုတာပါအဲ့ဒီလိုထွက်ပြေးလိုက်တဲ့အတွက်ကိုနောက်မှလာမဲ့ကလေးတွေအတွက်ကိုအင်တာဗျူးအောင်ပြီးရအောင်မှပဲကန်ဆယ်အလုပ်ခံရတာမျိုးတွေပြီးလို့ရှင်သွားမဲ့အချိန်ကြက်ကြာသွားတာမျိုးတွေဖြစ်သွားနိုင်ပါတယ်ကိုယ်တိုင်လည်းအဆင်မပြေလို့သွားသလိုမျိုးပဲနောက်မှလာမဲ့ကလေးတွေထဲမှာလည်းထပ်တောင်အဆင်မပြေတဲ့ကလေးတွေအများကြီးရှိပါတယ်တချို့ဆိုလို့ရှင်အကျွေးတွေကအတိုးတွေနဲ့ဒီသွားဖို့အတွက်ကိုစောင့်နေရတဲ့ကလေးတွေအများကြီးရှိတယ်အဲ့ဒီအတွက်ကိုမေပြောချင်တာအများကြီးမဟုတ်ရင်တော့မှကွာနည်းနည်းလေးပဲဖြစ်ဖြစ်ကိုချင်းစာပေးပါမေခုပြောနေရတယ်ကိုနင်ကအလုပ်ရှင်ဘက်ကနာတာလားနင်က agency ဘက်ကနာတာလားဆိုပြီးတော့ထင်ကောင်းထင်လိုက်မယ်စိတ်ဆိုးကောင်းစိတ်ဆိုးလိုက်မယ်ဒါပေမဲ့နောက်ဆုံးအဆုံးထိပြန်တွေးကြည့်လိုက်လို့ရှင်တကယ်နစ်နာတာကိုလူမျိုးကပဲနစ်နာတာပါမေခုပြောနေရဲဆိုတာကလည်းကိုလူမျိုးအတွက်ကိုပဲပြောပြနေတာဖြစ်ပါတယ်